မြစ်ပြင်ကြီးရဲ့အေးချမ်းမှုတောတောင်တွေရဲ့စိမ့်ဆူမှုရိုးရာယဉ်ကျေးမှုရဲ့အလားတရားတွေနဲ့ပြည့်စုံနေတဲ့အရှေ့တောင်အာရှရဲ့တစ်ခုတည်းသောကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့လာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံမှာကြိုးဆိုပါတယ်ဒီကနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့လာအိုနိုင်ငံရဲ့ထူးခြားတဲ့အသွင်ပြင်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်လာအိုနိုင်ငံဟာအကျယ်ဝန်းအားဖြင့်236,800 စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်ညီမျက်နှာသွင်ပြင်တွေကတော့တောတောင်တစ်တော်တွေအရန်ထူထပ်တဲ့နိုင်ငံတစ်နိုင်ငံနဲ့ဖြစ်ပါတယ်နိုင်ငံရဲ့အနောက်ဘက်အစွန်းတစ်ဝက်လောက်ကိုတော့မဲခေါင်မြစ်ကြီးကပိုင်းခြားစီးဆင်းနေပါတယ်လာအိုနိုင်ငံဟာနိုင်ငံပေါင်း9နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်မြောက်ဘက်မှာဆိုရင်ကျွန်တော်တို့တရုတ်အရှေ့ဘက်မှာဗီယက်နမ်တောင်ဘက်မှာကမ္ဘောဒီးယားအနောက်ဘက်မှာတော့ထိုင်းနဲ့အနောက်မြောက်ဘက်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်နိုင်ငံရဲ့လူဦးရေအရတော့2022ခုနှစ်တကောင်စရင်အရ9.85 တန်းခန့်ရှိတယ်လို့သိရပါတယ်လာအိုနိုင်ငံဟာတိုင်းရင်းသားလူမျိုးစု50ရှိတယ်လို့လည်းသိရပါတယ်လာအိုနိုင်ငံရဲ့စီးပွားရေးဟာအဓိကအားဖြင့်တဘာဝအရင်းမြစ်ပေါ်မှာမှီခိုနေရပါတယ်ရေအားလျှပ်စစ်ထုတ်လုပ်မှုကနိုင်ငံရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်ပြီးအရှေ့တောင်အာရှရဲ့ဘက်ထရီလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်တထုတူပေါ်ရေးတစ်တော်တဲ့ပစ္စည်းများနဲ့ခီးသွွားလုပ်ငန်းတွေကလည်းအရန်ရေးပါပါနိုင်ငံရဲ့ပို့ကုန်တွေကတော့အဓိကအားဖြင့်လျှပ်စစ်ဓာတ်အားတထုဓာတ်များကြေးနီရွှေတစ်တော်တဲ့ပစ္စည်းများနဲ့ကော်ဖီအဝတ်ထည်တို့ပါဝင်ပါတယ်တွန်းကုန်များစုကတော့မော်တော်ယာဉ်စက်ယန္တရားစောက်လုပ်ရေးပစ္စည်းများနဲ့လောင်စာဆီတို့ပဲဖြစ်ပါတယ်အဓိကကုန်သွယ်ဘက်နိုင်ငံတွေကတော့ထိုင်းတရုတ်ဗီယက်နမ်တို့ဖြစ်ပါတယ်လာအိုလူမျိုးအများစုဟာထေရဝါဒဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ကြပြီးတော့၎င်းတို့ဟာနိုင်ငံရဲ့နေ့စဉ်လူမှုဘဝနဲ့ယဉ်ကျေးမှုတွေမှာအဓိကလွှမ်းမိုးနေပါတယ်ထင်ရှားတဲ့တစ်ခုကတော့နှစ်တကူပွဲတော်ဖြစ်တဲ့ပြည်မိုင်းလာအိုပြည်မိုင်းခေါ်လာအိုရေတပင်ပွဲတော်ဖြစ်ပါတယ်ကျွန်တော်တို့စီကကြံနဲ့လည်းအတူတူဖြစ်ပါတယ်ဒါအပြင်လာအိုလူမျိုးတွေမှာဘာစီစုခွန်လို့ခေါ်တဲ့အရေးကြီးတဲ့ဝိညာဉ်ရိုးရာဓလေ့တစ်ခုရှိပါတယ်အဲ့ဒီကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့မင်္ဂလာဆောင်နှစ်တကူသို့မဟုတ်ဧည့်သည်များအိမ်ကိုရောက်ရှိလာတဲ့အခါတွေမှာလူတဦးရဲ့လက်ကောက်ဝတ်မှာကြိုးများချီနှောင်ပြီးတော့ကံကောင်းခြင်းကြမ်းမာခြင်းနဲ့စိတ်ဝိညာဉ်များမပြောက်ပြက်စေရန်ဆုတောင်းပေးကြတာဖြစ်ပါတယ်အချို့အဖြစ်လာအိုနိုင်ငံဟာစိမ့်လန်းတဲ့တောတောင်တွေကျွယ်ဝတဲ့ယဉ်ကျေးမှုဓလေ့တွေနဲ့အေးချမ်းတဲ့ဘဝနေထိုင်မှုပုံစံကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုပါကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပေမဲ့လည်းစီးပွားရေးအရာတိုးတက်ဖို့အတွက်ကြိုးစားအားထုတ်နေတဲ့အလားအလာကောင်းတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်လာအိုနိုင်ငံဟာအရန်တာယာလှပတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်လာအိုနိုင်ငံအကြောင်းဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်ရဲ့အကောင့်လေးမှာတင်ပေးသွားမှာဖြစ်တဲ့အတွက် like and share လေးလုပ်ဖို့မမေ့ပါနဲ့နော်